Okay ဒီတခြင်းဟာဆိုရင်ကြီးမြတ်သောနာမရဲ့ဆိုလိုလေးပဲဖြစ်ပါတယ်ပေါ့နော် Okay ဒီအရာကတော့ချီးမွမ်းကိုးကွယ်ခြင်းတခြင်းတွေမှာတီးခတ်နေတဲ့ညီကိုတွေရဲ့အတွက်ပေါ့နော်အထောက်အကူဖြစ်စေမယ်လို့မျှော်လင့်တယ်ဒီချီးမွမ်းတခြင်းကိုကျွန်တော်တို့အတူတကွလိုက်တီးကြည့်အောင် Okay let's go Okay အဲ့ဒါဆိုရင် Okay အဲ့ဒါကတော့ तू က C နဲ့ဖြစ်တယ်အဲ့ဆိုရင်အဲ့ဒါကို intro တစ်ချက်တီးကြည့်မယ်နော် Okay အဲ့ဒါပဲဖြစ်တယ်ဖြည်းဖြည်းချင်းတီးကြည့်အောင်เนาะလိုက်တီးကြည့်ပါကဲ C ဒေါ်ကနေစမယ်ဒေါ်ရှက် red flag ပေါ့ Okay အဲ့ဒါပဲနော် Okay ဒါလည်းပဲဖြစ်ပါတယ်အားလုံးလေ့ကျင့်ကြည့်ပါဘောနော်ဖြည်းဖြည်းနဲ့လေ့ကျင့်ကြည့်ပါ Okay အဲ့ဒီဟာကိုခောက်ပြန်တီးကြည့်မယ်နော်ဟုတ်ပြီ Okay